ရွှေတကုံစေတီတော်မြတ်ကြီးဟာမြန်မာတို့ရဲ့အထွတ်အမြတ်ထားရာနေရာဖြစ်တာကြောင့်တမိုင်းတစ်လျှောက်မှာဌာပနာတော်တွေကိုခိုးယူဖို့ကြိုးပမ်းခဲ့တဲ့ဖြစ်ရပ်အချို့ရှိခဲ့ပူပါတယ်။အထင်ရှားဆုံးနဲ့လူပြောအများဆုံးဖြစ်ရပ်နှစ်ခုကိုတင်ပြပေးပါမယ်။တပေါ်တူဂီလူမျိုးဖလိပူတီဘရစ်တိုငစင်ကလောက်ရက်တမိုင်းမှတ်တမ်းများအရအထင်ရှားဆုံးဌာပနာခိုးယူရန်ကြိုးပမ်းမှုမှာ1608ခုနှစ်ခန့်ကဖြစ်ပွားခဲ့ပါတယ်။ရည်ရွယ်ချက်တန်လင်းကိုအခြေစိုက်စိုးမိုးထားတဲ့ငစင်ကဟာစစ်တပ်ရာမှာအမြောက်လုပ်ဖို့အတွက်ရွှေတကုံစေတီတော်ပေါ်ကကြေးနီနဲ့တပ်တုတွေကိုအလိုရှိခဲ့ပါတယ်။ခိုးယူမှုသူဟာစေတီတော်ပေါ်ကဓမ္မစေတီမင်းကြီးလှူဒန်းထားတဲ့တန်ချိန်300နီးပါးရှိတဲ့ဓမ္မစေတီခေါင်းလောင်းတော်ကြီးကိုဖြုတ်ယူပြီးတန်လင်းကိုတင်မောနဲ့တဲဆောင်ဖို့ကြိုးစားခဲ့ပါတယ်။ရလက်ခေါင်းလောင်းတော်ကြီးကိုဖောင်းပေါ်တင်ပြီးတဲဆောင်လာစဉ်ငမိုးရိပ်ချောင်းနဲ့ရန်ကုန်မြစ်ဆုံရမှာဖောင်းမောက်ပြီးမြစ်ထဲနစ်မြုပ်သွားခဲ့ပါတယ်။ယနေ့တိုင်ထိုခေါင်းလောင်းကြီးကိုပြန်လည်ရှာဖွေခြင်းမပြုနိုင်သေးပဲမြစ်ထဲမှာပဲရှိနေပါသေးတယ်။နှစ်အင်္ဂလိပ်မြန်မာပထမစစ်ပွဲကာလ1824ပထမအင်္ဂလိပ်မြန်မာစစ်ပွဲအတွင်းအင်္ဂလိပ်စစ်တပ်ကရွှေတကုံကုန်းတော်ကိုတပ်ဆွဲထားစဉ်မှာဖြစ်ပွားခဲ့တာပါ။လို့ရက်အင်္ဂလိပ်စစ်သားအချို့ဟာစေတီတော်ရဲ့ရွှေပြားတွေနဲ့ဌာပနာတိုက်တွင်းကရွှေငွေရတနာတွေကိုရလိုတာကြောင့်စေတီတော်ကိုအောက်ခြေကနေဥမင်လိုင်ကောင်းတူးပြီးဖောက်ထွင်းဖို့ကြိုးစားခဲ့ကြပါတယ်။တပ်တဲ့အဆိုပါတူးဖော်ခဲ့တဲ့ဥမင်နေရာဟာယခုခါစေတီတော်ရဲ့အနောက်ဘက်မှုအနီးမှာရှိပြီးတမိုင်းဝင်အမတ်သားတစ်ခုအဖြစ်ကျန်ရှိနေဆဲဖြစ်ပါတယ်။၃အခြားတန်တာတွေနဲ့ယုံကြည်ချက်များရွှေတကုံစေတီတော်ကြီးမှာမြတ်စွာဘုရားလေးစုရဲ့တတ်တော်မူတော်တွေနဲ့ထူးခြားတဲ့ယတနာတွေဌာပနာထားတယ်လို့ယုံကြည်ကြတဲ့အတွက်ခေတ်အဆက်ဆက်မှာခိုးယူဖို့ကြံစည်သူတွေရှိခဲ့ဘူးတယ်လို့ဆိုပါတယ်။ဒါပေမဲ့စေတီတော်ကိုစောင့်ရှောက်တဲ့ဝိဇ္ဇာစောကြီးနဲ့နတ်မင်းကြီးများရှိတယ်လို့ယုံကြည်ကြတဲ့အတွက်မကောင်းတဲ့စိတ်နဲ့လာရောက်သူတွေဟာအောင်မြင်မှုမရပဲဘေးဒုက္ခတွေတက်တယ်လို့လည်းမြန်မာတို့ကယုံကြည်ကြပါတယ်။ရေဘူးရအဖြစ်ရွှေတကုံစေတီတော်ရဲ့ဌာပနာတွေဟာခိုင်မာတဲ့တည်ဆောက်မှုတွေနဲ့မြန်မာလူမျိုးတို့ရဲ့စောင့်ရှောက်မှုကြောင့်ယနေ့တိုင်ဘေးကင်းလုံခြုံစွာတည်ရှိနေဆဲဖြစ်ပါတယ်။